ဒီအလေးအကျင့်တွေကတင့်ဘဝကိုဖျက်ဆီးနေပါတယ်။အရေးကြီးတဲ့အရာတွေကိုနောက်နေ့ဆိုပြီးရွှေ့နေတဲ့အလေးအကျင့်ကတင့်အနာဂတ်ကိုဖျက်ဆီးနေပါတယ်။မိမိကိုယ်ကိုနည်းနည်းပဲဖြစ်ဖြစ်အမြဲတမ်းအထင်သေးရောတွက်နေခြင်းကကိုယ့်အရေးချင်းကိုလျှော့ချပစ်နေပါတယ်။မလုတ်ခင်စဉ်းစားတာထက်စဉ်းစားပြီးတော့မလုတ်ဘဲနေရတာကတင့်ရဲ့အခွင့်အရေးတွေကိုဆုံးရှုံးစေပါတယ်။မိမိမထိန်ချုပ်နိုင်တဲ့အရာတွေကိုစိတ်ပူနေခြင်းကစိတ်အင်အားကိုကုန်စေပါတယ်။ကိုယ့်ကိုယ်အမြဲတမ်းအခြားသူတွေနဲ့နှိုင်းယှဉ်နေခြင်းကလည်းမိမိဘဝကိုမတိုးတက်အောင်လုပ်နေတာနဲ့တူပါတယ်။မနာမနေပဲအလုပ်လုပ်ရင်အောင်မြင်မယ်လို့ယုံကြည်တဲ့အလေးအကျင့်ကကိုယ့်ကိုယ်ပင်ပန်းအောင်လုပ်နေပါတယ်။ကိုယ်ခံစားချက်ကိုမမြင်မကြားနဲ့ဒီအတိုင်းပစ်ထားခြင်းကတနေ့မှကြီးမားတဲ့စိတ်တက်ကြမှုကိုဖြစ်စေပါတယ်။နောက်မှပြင်မဲဆိုတဲ့စကားကတိုးတက်ပြောင်းလဲနိုင်မှုကိုနောက်ကျစေပါတယ်။ကိုယ့်ကိုယ်ချီးကျူးဖို့မသိတဲ့အလေးအကျင့်ကကိုယ့်တန်ဖိုးကိုကိုယ်မမြင်နိုင်စေတာနဲ့အတူတူပါပဲ။အစင်မပြေတာကိုအစင်ပြေပါတယ်လို့ပြောနေခြင်းကကိုယ့်ဘဝကိုလိမ်ညာနေခြင်းပါ။မအောင်မြင်မှာကိုစိုးရိမ်နေခြင်းကမစတင်ခင်တည်းကရှုံးနိမ့်မှုကိုဖြစ်စေပါတယ်။ကိုယ့်ကိုယ်မယုံကြည်ဘဲအခြားသူတွေရဲ့အမြင်ကိုပဲလိုက်နာခြင်းကကိုယ်လမ်းကိုပျောက်စေပါတယ်။အရာအလုံးကိုပြည့်စုံမှစလုပ်မယ်ဆိုတဲ့အလေးအကျင့်ကတင့်ကိုဘာမှမဖြစ်လာစေပါဘူး။မလိုအပ်တဲ့အရာတွေကိုလက်မလွတ်နိုင်ခြင်းကနောက်ထပ်ကောင်းတဲ့အရာတွေဝင်မလာနိုင်အောင်တားဆီးနေပါတယ်။ကိုယ့်အချိန်ကိုတန်ဖိုးမထားတတ်တဲ့အလေးကျင့်ကကိုယ့်ဘဝကိုတန်ဖိုးမရှိအောင်လုပ်နေပါတယ်။ကိုယ့်အမားကိုလက်မခံနိုင်ခြင်းကကိုယ်တိုးတက်မှုကိုတားဆီးနေပါတယ်။မနက်တိုင်းရည်ရွယ်ချက်မရှိဘဲစတင်ခြင်းကတင့်ရဲ့တစ်နေ့တာလုံးကိုပျက်စီးစေပါတယ်။မိမိလိုချင်တာကိုမသိဘဲနေရတာကမိမိဘဝကိုအခြားသူတွေရဲ့ခိုင်းတာကိုပဲလိုက်လုပ်ဖို့ဖြစ်စေတာပါ။တိုးတက်ပြောင်းလဲလို့စိတ်ရှိပေမဲ့အကျင့်ပါမှမပြောင်းလဲဘဲဒီအတိုင်းနေခြင်းကကိုယ့်အိမ်မက်ကိုဖျက်ဆီးပစ်နေပါတယ်။ဒီအလေးအကျင့်တွေကိုသတိထားနိုင်တဲ့နေ့ကတင့်ဘဝပြန်စတင်တဲ့နေ့ပါပဲ